ကြာတန်းချက်ချက်တောင်လို့ပြင်ဆင်နေရပါစဖို့မှုရိုကြီးရောဗီဒီယိုရိုက်နေရတာ ဟောဒါအသားတူညစ်နေရအသားတူက ဟုတ်တယ်လုံးပြုတ်ကြပါ ရေဆေးလိုက်မယ်လေပြီး ဥမာတော့ခေါ်ပြီးဒီမှာကချက်ပြုတ်နေရလေချက်သားချက်နေ ပြေးခွဲလားဟုတ်ဘူးခဏရထိုင်ထားလိုက်လေဒီမှာဒီမှာဆိုလို့ရှိရင်ခလေးချိုးပေးမှာပေါ့နော်စီမွေးတဲ့နေထားလေး ရေတော်တော်ပြောင်းနေညှစ်ထရအောင် မညစ်အောင်လေအဲ့ဒါကျန်းထည့်လိုက်ရုံပဲ